သက်သက်လွတ်သမားများအတွက်အရသာလည်းရှိပရိုတင်းနဲ့ဗီတာမင်တွဲလျက်ရရှိစေသောခရမ်းချင်သီးတိုဘူးချက်နည်းလေးချက်ပြပေးလိုက်ပါရရှင်ပထမဦးစွာပဲစိမ်းမုန့်150 ဂရမ်ရေ950မီလီလီတာစာဟင်းခတ်မုန့်နနူးမုန့်အနည်းငယ်စီထည့်ပေးပါရရှင်အားလုံးကိုရေဖြောပါတယ်ပြီးရင်တော့စကားလေးနဲ့တိုက်ချပါရရှင်ပဲမုန့်အရည်လေးကိုအိုးထဲထည့်ပြီးစကြူပါရရှင်တဖြည်းဖြည်းချင်းပြစ်လာရင်တော့စက်တိုက်မှွေပေးရပါတယ်ရှင်အရန်ပြစ်လာပြီးရေမကြံတော့ဘူးဆိုရင်ဘန်းသို့မဟုတ်ပကန့်နဲ့လောင်းထိတ်ထားပါရှင်အေးခံပြီးလို့အခုလိုအတုံးလေးရရင်တော့ဖြင့်စားကြော်လို့ရပါပြီရှင်ကြော်ပြီးသွားရင်စီစစ်ထားပါတယ်ပြီးရင်တော့ကြက်သွန်ဖြူ3တန်ကြက်သွန်နီ1လုံးငရုတ်သီးနီလက်ဖက်စားစုံသီး1စုံနဲ့ထောင်းပါတယ်ရှင်ပြီးရင်တော့ခရမ်းချင်သီးနဲ့ခုနကထောင်းထားတာနဲ့စီ2စုံထိတ်ကချက်ပါတယ်ရှင်ခရမ်းချင်သီးကြည့်လို့စီလေးပြန်လာရင်ဖြင့်ကြက်သားမှုန့်လေးနဲ့ထည့်ပါရရှင်ပြီးရင်တိုးပူကြော်လေးတွေထည့်ပေးပါရရှင်အိုးချကနေငရုတ်သီးစိမ့်လေးတွေထည့်ပါရရှင်အခုလိုလေးရလာပြီဆိုရင်ဖြင့်ပရိုတင်းနဲ့ဗီတာမင်တွဲလျက်ရရှိစေသောခရမ်းချင်သီးတိုးဘူးချက်လေးကိုအရသာရှိစားသုံးနိုင်ပါပြီရှင်ခုလိုမျိုးကျန်းမာရေးနဲ့ညီညွတ်ပြီးအရန်စားကောင်းတဲ့ဟင်းပွဲလေးတွေနေ့စဉ်ချက်ပြပေးမှာမို့ကျမရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါအောင်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye